လာတယ်နော်ဒီနေ့တော့များတော့ရောက်အောင် အဲ့ဒါပြေးပြေးလာ တော်တော်ဇွဲတက်နေတော့မင်း ဟုတ်ပါပြီဟုတ်ပါပြီ ဖေးလာခမင်းနေနဲ့ကြွကြမယ် မချစ်ဆုံးလေးနှုတ်ဆက်ညချာအတန်းကတော့អော်လိုက်အတန်းဝင်မန်ချိုတော့ပြောက်โอเคအဲ့ချင်းနေလို့ရတာအဲ့မဒီပဆိုင်ပြေးလိုက်ပါလားအမေဒါလည်းပြီးဒီနေ့ဒီမှာနေကျမချမ်းသာပါစေကျမချမ်းသာပါစေနိဗ္ဗာန်နဲ့ပြီးရက်တူတူနဲ့ရောက်ပါစေကြောင်းပြောလိုက်လေအဲ့ဒါစနေပြပါစေလို့ အတိတရားပွဲကြနေတာပဲ ဟောမင်းလောင်းပါနဲ့ ဟုတ်ပြီညီမလေးဖေးလာ ဟောရတယ်ပြီ ဘာသနာလူ ရှင်းစားအားနဲ့ဟုတ်ပြီပါ ကိုတခဲစားတော့ကျွန်တော်ပြင်မယ် ရှင်း နော် နေတည်တယ်လည်းပြောမလို့ပါ ကိုတခဲစားဒီလူရှင်တော့သူကပတ်စံမယူပတ်စံမကိုင်ဘူး ရတယ်မင်း သူ တို့ ကမဟုတ်ခဏကိုတခဲဆိုရှင်တော့လေတော့ပတ်စံကိုင်လို့မရဘာညောလေးဟုတ်ကဲ့ဟုတ် ပြေးပါမင်းပြေးမယ်တော့တော့ဆုံးနေတယ်ပြေး ဒဇိန်တွေကတော့စုချပါရဲ့ကိုအမျိုးတွေကတုတ်တုံမှမလို့ချီကိုလည်းကြားတယ် ဟာဒိတ်အော်ခုရင်လည်းခုတော့မပေါ်လေအမေလက်ပြန်ဆုံးကျွန်တော်တက်16နှစ်ပြည့်ပြီ ဟုတ်ကဲ့သူကစက်ကောင်ပြည့်ပြီနဲ့ပြက်ကလေးမှာဆွဲပြနေတာစက်မမတော့ ဟုတ်ချီကိုနေချီကိုလည်းတော့ပြပါလားချီကိုလည်း နောက်အပေါ်မှာ ပေါ်မှာ အားရတယ်မီးရတယ်ခင်ဗျာ ဘာလဲညီနေလည်းမသိဘူးချီကိုလည်းချီကိုနေအာ ရှင်းကုန်အတန်းလေးတော့ပါလေထင်တာပဲ ဟာဟဲ့ဝီ ဘာလို့ ဘာနဲ့မီးတယ် မင်းကတော့ ဘာနဲ့မီးတယ်ကောဘာနဲ့မခက်နေတယ်အောင် ဟုတ်စမ်းတော့သိစမ်းတော့ ဟဲ့ဟာ ဘာလဲလို့ မမင်းတို့မင်း ဟာ အတန်းတော့ကနေငင်းနေလားဟုတ်ပါ တချို့ဒီတချို့ဒီ ကလေးကဘာမလို့ ဟာဒီနေ့ရှိခုံးပြ တကယ်ကြီးမစ်စရာလေး တေးကြတော့ကမှာ ဘုံလေးဘုံပဲမှာချီတော့လည်း သိစမ်းတော့မှာ ဟောလက်တော့ပြီးတော့ပြောရအောင်မယ် တော်လိုက်တော့ဟဲ့ ဘာဆိုလာလဲ ခဏလေးနေုံစုချယူလိုက်ကုန်လေ အဲ့တော့ပြတယ် ဟာချီလေးကုန်လာပြန်ပြီချီလေးကုန်လာပြန်ပြီ ဘယ်လိုဆိုင်လဲ သိစမ်းတော့ဘာသာမှလည်း ဟုတ်တယ်လို့ မင်းလုံးတွေဖမ်းပြီးတော့မှာလို့ ကိုတကယ်မိလာလိမ့်ပါ သူချမရတဲ့ကြားနဲ့ ဘာလူလက်ပုံကလေးပုံ လက်တေး သိစမ်းလေးတော့ တေးကြပြန်တော့မယ် မင်းတော့သိစမ်းတော့တာအဲ့ဒါဘာလို့ဘာသာမှလည်းဆိုင် ဘာလက်တော့ပြီးတော့ပြောရအောင်မယ် တော်လိုက်တော့ဟဲ့ ဘာဆိုလာလဲ အခုချိန်ဒီကိုမသိဘူး ပြန်တော့မယ် မသိဘူးလေလိုင်းပေါ်လည်းမစင်းဘူးမင်း ဘာလက်တော့ပြီးတော့ပြောရအောင်မယ် တော်လိုက်တော့ဟဲ့ တော့တော့တော့မတန်ဘူး သိစမ်းတော့ငါမင်းရတယ်ဆိုင် ဒီလိုဆိုတော့မှာတစ်ချက်တော့မဖြစ်တာပါ တာကြားတာ ဘာလဲလို့ ဆိုင်ရမိုးရှင်ကုန်တာ ဘယ်လိုလေးတော့ မန္တလေးအောင်တော့ ကိုကြီးကလည်းအမှန်တရားတွေရမ်းပြောတယ်ဟိုညီမလေးခဏယူလိုက်ကိုစားပြန်ပေးလိုက်ဟမ်မိုးလေးတော့ပြန်ပြီး ပတ်စံယူယူပါယူလေအဲ့ဒါတကယ်ကြမ်းနေတာအဲ့ဒါဘယ်မှာယူနေကြအဲ့ဒါကိုကိုလည်းဆွေးနွေးနေမှာ ခေါည အမမဲဆိုလိုက်တာမင်းသားထက်ရနေအမဆုံးတာ ဟုတ်မင်းသားကလည်းလုံးလေးလိုက်ကမလား ကျွန်တော်အရှိကဒီလိုမျိုးဆိုရင်ကျွန်တော်ကဒီလိုမျိုးဆိုရင် အခုရဒီလိုမျိုးပဲပေါ့ ဒီလိုဆိုရင် ဒီလိုဆို ဒီလိုဆိုရင် ဒီလိုဆိုတော့ခွေးလေးအောင်ဆင်းလိုက်တော့မယ်လေဒါပေးလားမင်းသားလေးပဲလေ အရှိကသွားရင်ပါမယ်မို့လား ပါတာဗောညီလေး ပါမှာလား ပါတာဗော ပါလား ပါတယ်မလီတနေ့၄တောင်လောက်ပါတာ အခုခဏခဏမပါနဲ့ခဏခဏပါလို့ရှိရင်စောစောတော့တန်ဃာတော်လိုမျိုးခဏထုံချုပ်ခန်းလေးရောက်နေတယ်အားဒါကိုတင်းနေတာ ဟုတ်ပြီမင်းငါမင်း ကျွန်တော်တို့တရားကြည့်ရှင်ခုံညာရှင်လုံးနဲ့ဟိုကိုလည်းဖြစ်နေဆွဲကုန်ဗျာ အော် ကိုလိုအလား ကျွန်တော်ကြည့် ဒီတော့နေတာမယုံမစားဘူး ဘာမို့အဲ့ဒါတက်တက်မဲ့ဝင်းကြီးနာဆိုရလားဝင်းစင်းဆိုက ရှင်ခုံ
呀，星空呀，星空呀呀呀。 မလဲအဲ့လောက်ကလေးနဲ့တနာတယ်တနူးတယ်တနဲတယ်တနက်တယ် ဟုတ်ကဲ့ လုံးစားကြည့်လုံးလိုက်ရင်ကျမှုကြောင်းသေးလေး ရင်ခုံး 星空呀 အားလုံးကြည့်တာ 呀呀 အာ 呀呀。 မိမဆောင်ကတော့အဲ့လိုဖြစ်သွားတာ မင်းနဲ့မင်းမဆောပါ 啊，过来嘛，我那掉了，那掉 ဟုတ်တယ် 了。 လား ဟုတ်တယ်တို့တယောက် 你看啊， ကိုကိုရှိတယ် 刚嘞， ခေါင်းလေးကြီးပဲ 星空呀，星空呀，星空呀呀呀。 ဘာဖြစ်တာတော့ဟုတ်ပြီ အဲမင်း ခေါင်းလေးကြီးပဲ မင်းသားကြတော့မင်းရှိတာမို့မင်းသားကိုရှိတာမို့မင်းလောက်လာတာမင်းမင်းသား သူနာအားကြပါငါကြီးကပ်ပြန်နေတယ် ငါမကားလို့ရည်ရည်လေး လောလောကပ် မလေးဒီလောက်ကတော့ပြစ်စာကောပြစ်စာကောပြစ်စာကော ပြစ်စခွန်းတရက်စာကြောင်းတရက်စာကြောင်း တကယ်ဆိုမရော လောလောကဘယ်လာကောင်းတယ်လို့ခေါင်းလေးကြီးပဲ 啥呢？ ရှုပ်လေးကရှုပ်စရာလေး ချစ်စရာလေးဒီလို 星空呀，星空呀，星空呀呀呀。 မင်းဟာမင်းဟာကရနဲ့မတူကောင်းလုံးပုံနွားဆွဲနေတယ်လို့ပဲ ခေါ်ရဖို့နော်ဆွဲတာဘယ်လိုဆွဲလဲနောက်တော့ပုံဆွဲနေတယ် အဲ မဟုတ်သေးဘူးကောင်းပြီ 冇的冇的，这个不拿来，就讲那个啥没？ ဒီစားလို့ဒီစားလို့ပါ လာကြော်နဲ့ အာကျွန်တော်လား ဟုတ်ပြီလာကြော်ဒီစားကြည့်လား 那叫呢，古代开古水家的。 တော့ရှိပြီလေ ဒီစားကြည့်ထားမယ် โอเคသူကောင်းကြတော့ကိုတော့တိတ်မပေါ့ဘူးသူမပေါ့မှာသူကောင်းကြတော့ 这边的路里找没？没那可能的。 ဟုတ်ပြီ ရွှေကောင်းကြနေတဲ့ ဆွေကောင်းတယ်ဆွေကောင်းဆွေကော 啊， င်း 是高了。 ဟောဆွေကောင်း 嗯， ဒီကအစ်စ်တော်ထဲမှာလိုက်တာဟုတ်တယ်နော် ဟုတ်ပြီ တော်ကြည့်ရဆိုးပါမင်းတို့တော့မုန်းနေတယ်အလီတရလည်းအဲ့ကဆိုခြေတော့ပဲပြန်တယ်လို့ဟုတ်ပါချင်းတို့လေမတန်နေဝင်အဲ့နဲ့အဲ့လိုတော့ ဟုတ်ပြီမင်းတော့ဒီစားကြည့်ထားမယ် ဟုတ်ပဲ 星空呀。你们弄的哦，ကျွန်တော်ပြတော့ ပြန်တော့ဒီမင်းတော့ဒီ ကျွန်တော်လည်းကိုရိုးအလားလေကိုရိုးခြေသလုံးတွေရှုစားခြင်းတည်းတယ် ဟုတ်တယ်မင်းသားလက်တာအရင်ကြည့် ရှိတာမယ် ခြေပြားလေးထောင်း ဟုတ်ပြီရှိပါထား 星空呀，星空呀，星空呀呀呀。OK，ကျွန်တော်ထိုင်ကြည့်မယ် အဲ့လိုလေ ဟုတ်ပြီ ဒီနေ့တော့ကလို့မရဘူးစစ်တော်နဲ့လောရှင်နေရတယ်အဲ့တော့မင်းနေလို့အဲ့တော့ရှင်ရော ဟုတ်ပြီလားစမယ် လောလောကိုရိုးနေအဲ့ဒါဆိုအပူလေးတွေက ဘာလို့လဲဘာလို့လဲကိုရီးယားကိုချိတော့ပါအောင်ဟာ အခုကျွန်တော်မပြနဲ့ကျွန်တော်ခြေသလောက်ခြေတော့လား ချိတယ်လောက်ချိတယ်လောက်ရှိတော့ချိတယ်လောက်မရှိတော့သူများဟိုပြောနေလို့အဲ့လိုချိတယ်လောက်တယ် အဲ့ဒါကြောင့်ကျွန်တော်ပတ်စံတွေပြန်မပေးတာ ပြီရပြီလို့ဒီတော့ ဟုတ်ပြီ လာတယ်အမအလေးဒီ ကဲကဲဇိုးတော့တော်တော်လေးတော်တော်နဲ့ချိတော့ပါကွာ ဟုတ်ပြီစမယ် အဲ့ဒီတော့ချိတာဆိုစနိုးအိုင်ကလူပူလေးတွေတက်ကြတယ်လို့ပဲမသိအဲ့ဒီတွေပေါ့ချိတာဆိုတော်တူ ဟဲ့ကောစမယ်ဟာ တော့ခြေပြားလေးထောက်ထားမယ် ဟုတ်ပြီ ခြေပြားလေးထောက်ထား ထောက်နေမရှိပါဘူးတော့ချိန်ပြထောက်တယ်တူလားတူပါပဲနော် 星空呀， အိုပါက 星空，你有没扣零？扣零高了吗？扣零高了。星。 ဟာရင်ကောင်းနေရင်ကောင်းနေ ဘုံဘုံကျွန်တော်ပြောမယ်ဘယ်နဲ့လဲ ဟေးရောင်လေးပုံစံမပြတ်နဲ့ပုံ ကျွန် စံ တော် မပြတ် ဘုံနေ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  အဲ့ဒါမလေးအဲ့ဒါမလေး ညနေတော့ကလိုက်တာစင်ကြီးတယ် ရပုံမှာကမဲ့ဟာတွေတက်ရအဆင်မပြေဘူး တဲ့ရစင်ဟေးနေရတော့ ပုံစံမပြတ်နဲ့ နေတာအေး အဒုက္ခပဲအဲ့ဆိုတော့ပြဿနာတော့တက်ပဲအဲ့ဆိုတော့ငါတို့အခုတိုက်လိုက်ကောင်းလားကောင်းဇမမကောက်ဘောစနေပြီ အဲ့ကြောင့်မလို့ကိုရုံစောင့်နေတာကို ဒီဖေးကြီးမှာသူ့ကိုယ်တော့ကနားရှင်နေ
ဟုတ်ပြီအဲ့ဆိုမှအာနာလို့မှကျွန်တော်လူကြီးတွေညောင်းအောင်မှဆိုလူကြီးတွေလေတက်တယ် ခေါင်းလိုက်တော့ခေါင်းလိုက်တော့ ရေရ မနေ့ကျလို့ရှိရင်နဲ့9နာရီတဲ့ဆက်စရာအစည်းအဝေးလေးလုပ်ပေးပါအောင်တဲ့ ဘာလို့တော့ ခြေလားတော့ခြေလားတော့ ဒီမှာကိစ္စကတော့ပဲခိုင်းလို့လား စီဝေးခဏခဏနဲ့ဟုတ်လားစိတ်ဆော့လို့လေသူများနဲ့ခြေထောက်ရောက်တယ်ငါတို့တော့ပိတ်တယ်လို့လည်းမဟုတ်ရပုံစံမပြည့်နဲ့ညီမတို့တော့ ကိုနေပုံမှန်ထိုင်လိုက်အဘိခြေရတယ်ထောက်ထားဦးကွာ ထောက်ထားနေတော့နောင်ကဒီရက်နဲ့ဒီတော့မထွက်မှာကွာအဲ့တော့ အော်ရေခုံညအစိမ့်လေးတွေစိမ့်လေးတွေမင်းသားအကောင်းပြောနေတယ် ကြည့်ရတဲ့မမေအတွက်ကျွန်တော်ရွှေဆွဲကြိုးလေးလုပ်ထားတယ်မတ်တရားလေးဖြစ်သွားဆွဲကြိုးလေးရဲ့တမိုင်းရတာဒီလိုရှိတယ်ကျွန်တော်တို့ဇက်စထောင်လို့ပေါ့နော်ဆရာလည်းဒီတိုင်းပဲပတ်စံရှိလို့မဟုတ်ဘူးကျွန်တော်လည်းရှိလို့ရင်လို့မဟုတ်ဘူးဇက်တပေကိုဆရာရောကျွန်တော်တကယ်ဝါသနာပါလို့တကယ်မျက်နှိုးလို့ကြတယ်ဒီချောင်းနဲ့အဲ့ဒီအချိန်မှာဆရာလည်းဆရာဘက်ကတက်နိုင်တဲ့ငွေကြီးနဲ့ဖတ်မိုးသလိုကျွန်တော်လည်းကျွန်တော်ဘက်ကလည်းရုံးကန်တဲ့အချိန်မှာမမေရဲ့ဆွဲကြိုးလေးကိုရောင်းပြီးတော့ဇက်တပေကိုစပြီးတော့ကခဲ့တာပေါ့နော်အဲ့ဒီတွေ့ကျွန်တော်ဒီပွဲမှာရတဲ့စွတ်ကြီးလေးနဲ့မမေအတွက်အမတ်တရားလေးလည်းဖြစ်သွားအောင်ဆွဲကြိုးလေး surprise ပေါ့နော်ဖျော်သွားတယ်ဟောကဲ မေဝမ်းတာလည်းကြောက်အဲ့လိုတာမျိုးလေးတာလည်းလူရှင်တယ်မြေအမအကျွေးတယ်မြေသူများအခုကြီးရှိ No one surprise စပရိုက်ကမင်းလေးရပါတယ်ဒီလား ဟော အဲ့ဒီဆလိုက်ကဆလေးနဲ့ထဲရနေပြီးတော့ โอเค ပမာဏမများပြီမဲ့ပေါ့နော်ကျွန်တော်ရင်ချွေးနေစာလို့ပြောအောင်ပါပေါ့ချစ်တဲ့မိသားစုရဲ့ရတဲ့ဆွကြီးလေးနဲ့ကျွန်တော်လောက်တာဆိုတော့မလွန်မင်တရားမှတမိုးကြီးမှာပါတယ် မိသားစုများရဲ့မြစ်တာပဲဒါ တာမေမေဘောနေလိုက် မမေ ပေါ်တော့မတင်တော့ပါဘူး โอเค အမေကဓာတ်ပုံရိုက်မှကြောက်လို့ဒါပေမဲ့အမေပါသွားပါပြီဒါပေမဲ့ ဖြည်းမှာဖြည်းဖြည်း ဟုတ်ဒီကြ စပရက်တစ်ခုလည်း မြစ်တာဆိုတာလည်းလည်းမရှိဘဲမှာသွားပြန်ရှိပါလေမိဘမြစ်တာကိုတကယ်ကိုရှင်နေအသေးလေးကနေပြီးတော့ဆွဲပြီးတော့အလုပ်ကိုကြိုးစားနေတဲ့ခလေးလေးပါခင်ဗျာကျွန်တော်တို့ရဲ့မင်းသားလေးက ဒါပြန်ပြီးတော့ပြီးလို့ပြန်ပြီးတော့အကျွေးဆက်တာပေါ့အမေရှာဆွဲကြိုးယူပြီးတော့မင်းသားကတာအခုတော့ဒါမိသားစုကျွန်တော်ရဲ့ပြည်သက်များရဲ့အင်အားနဲ့ခေါင်းဆောင်မင်းသားကောင်းတက်လက်လေး โอเค နာမည်ရမ်းကြည့်ရတော့မဟုတ်ပါဘူး ကြိုးစားနေမှာပေါ့ ဟုတ်ကဲ့ပါကြိုးစားစေပါမိဘများရဲ့ကျွန်တော်ပြည်သက်တွေရဲ့ကျေးဇူးကျွန်တော်မိသားစုရဲ့ကျေးဇူးပါအများကြီးပို့ကြိုးစားတော့ပါမယ် အမေကစပလိုက်နေစေတယ်ဒီညအမေကတော့ဘာလို့စွချအောင်နော်အမေကတော့ဘာလို့စွချအောင်နော် ဘာပြီးဘောမယ် ညစဉ်ညတိုင်းဒီချင်းညမှာပြည်ရဲ့တနာဝမ်းသာမှုရှာရှိတော့ရေခုမောလောက်စရာကာယောကာဝေဆုံးပြီးတော့ရှိမင်းသားရဲ့ဘဝတမတာညလေးညတိုင်းဒီချင်းညမှာပြည်ရဲ့တနာဝမ်းသာမှုရှာရှိတော့ရေခုမောလို့စရာကာယောကာဝေဆုံးပြီးတော့ရှိမင်းသားရဲ့ဘဝတမတာ မမျောလေးတော့ညတဲ့ကောင်ရဲ့ပြိတ္တဟောရဲ
ရဲ့မြေမင်းတော်လေးရဲ့အကောင်ဟဲဝန်တာမဆုံးရှင်မင်းတော်ကယူလေးဟာမကြောက်ရင်မတကောင်ရဲ့မိုးလာရွာကောင်းချင်တဲ့မကနိုင်မတကောင်ရဲ့မိုးလာတဲ့ရွာကောင်းချင်တဲ့မကနိုင်မတကောင်ရဲ့မိုးလာတဲ့ရွာရှာပါစိတ်တကားရောချင်နိုင်ရောရောချင်နိုင်ရောရောလုံးမတည်းစေအောင်မဘလို့လောကရမိုးရီချုံချုံကျွန်တော်ချစ်တဲ့မိသားစုကြီးတွေကျွန်တော်ချစ်တဲ့အမေတွေကျွန်တော်ချစ်တဲ့ဆရာတွေတွေကျွန်တော်ချစ်တဲ့ပြည်သက်ကြီးတွေဘလို့ပဲတိုက်ခိုက်ဟိုးအမြင့်ဆုံးကြီးပြန်တန်းတော့မယ်